မင်္ဂလာပါမိတ်ဆွေတို့ရှင်ကျမတို့ရဲ့စာပေနဲ့အတွေ့ channel လေးကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့မြန်မာလူမျိုးတွေကအများအားဖြင့်အာနာတက်ကြရှက်တက်ကြပါတယ်ကိုပြောလိုက်ရင်သူများဘလို့ထင်မလဲဆိုပြီးစကားပြောရမှာကိုဝင်လေးတက်ကြပါတယ်ရှင်တိုင်းတစ်ပါးဒါမှမဟုတ်ပတ်ဝန်းကျင်အသစ်တစ်ခုမှာတနေကုန်ပင်ပင်ပန်းပန်းအလုပ်တွေလုပ်နေရတဲ့ကြားကအဲ့ဒီလိုအာနာတက်တဲ့အကျင့်လေးကြောင့်ပဲလုပ်ငန်းခွင်မှာဖြစ်ဖြစ်နေ့စဉ်ဘဝမှာဖြစ်ဖြစ်ကိုရတဲ့အခွင့်အရေးတွေကိုပြောချင်တဲ့ခံစားချက်တွေကိုမျိုးသိပ်ခဲ့ရဘူးတဲ့မိတ်ဆွေတွေရှိလားရှင့်ဒီနေ့တော့ကဘာကျော်ဟောပြောပွဲကြီးဖြစ်တဲ့တောက်လိုက်က်ကအောင်မြင်သူတွေရဲ့လျှို့ဝှက်ချက်တွေကိုစုစည်းရေးသားထားတဲ့တောက်လိုက်တက်ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာတွေကိုတင်ဆက်ပေးမှာပါရှင်ကျမတို့မြန်မာလူမျိုးတွေရဲ့စိတ်နေစိတ်ထားနဲ့အကိုက်ညီဆုံးဖြစ်ပြီးနေ့စဉ်ဘဝမှာချက်ချင်းအသုံးချလို့ရမယ့်ဆွဲဆောင်မှုရှိတဲ့စကားပြောနည်းလျှို့ဝှက်ချက်တွေကိုကျမကအကောင်းဆုံးရွေးချယ်တင်ဆက်ပေးသွားပါမယ်ရှင်။ရင်ထဲကယုံကြည်ချက်ကိုရဲရဲဝံ့ဝံ့ပြသပါမြန်မာတွေကကိုတော်တာကိုတိတာကိုပြောဖို့ဝင်လေးတက်ကြပါတယ်ရှင်။တစ်ဖက်လူကကြွားတယ်လို့အထင်ရောက်မှာကိုစိုးရိမ်ကြပါတယ်။ဒါပေမဲ့စကားပြောတဲ့အခါကိုပြောမဲ့အကြောင်းအရာကိုကိုယ်တိုင်ကယုံကြည်မှုအပြည့်နဲ့စိတ်အားထက်သန်နေဖို့အလွန်အရေးကြီးပါတယ်ရှင်။ကိုယ်တိုင်ကတကယ်ခံစားပြီးပြောတဲ့စကားကမှနားထောင်သူရဲ့နှလုံးသားကိုတိုက်ရိုက်ထိစေတာပါ။ဥပမာအွန်လိုင်းကနေအဝတ်အစားရောင်းတဲ့ညီမလေးတစ်ယောက်ကမျက်နှာသေးကြီးနဲ့ဝယ်ကြပါဦးလို့ရိုးရိုးလေးပြောတာထက်ဒီအထည်လေးကအသားဘလောက်အေးပြီးဝေးရတာတက်တောင့်တက်တာရှိတဲ့ဆိုတာကိုသူကိုယ်တိုင်တန်ဖိုးထားပြီးတက်တက်ကြွကြွပြောပြတဲ့အခါကြည့်ရှုသူတွေကပါအလိုလိုယုံကြည်လာပြီးပိုဝဲကျင်လာကြပါတယ်ရှင်။နှစ်စာရွတ်တလို့မပြောဘဲပုံမြင်လေးတွေနဲ့ဥပမာပေးပါအချက်လက်တွေကြီးပဲ6ကက်ကက်တန်းစီပြောနေရင်ဘသူမဆိုပြင်းသွားတတ်ပါတယ်။ကျမတို့လူမျိုးတွေကဇက်တော်တွေပုံမြင်တွေနားထောင်ပြီးကြီးပြင်းလာကြတာမို့ဇလန်းလေးတွေနဲ့ဥပမာပေးပြောဆိုတာကိုပိုပြီးသဘောကျတတ်ကြပါတယ်။ဥပမာကိုယ့်ရဲ့သားသမီးကိုဂိမ်းမဆော့ဖို့စူပူချိန်မောင်းနေမဲ့အစားမေမေတို့ငယ်ငယ်ကဂိမ်းရမ်းဆော့လို့မျက်စိပြတ်သွားတဲ့တငယ်ချင်းတယောက်အကြောင်းကိုပုံမြင်လေးတစ်ပုဒ်လိုဖန်တီးပြီးပြောပြလိုက်တာကကလေးရဲ့ရင်ထဲကိုပိုရောက်သွားစေပြီးလိုက်နာခြင်းစိတ်ကိုဖြစ်ပေါ်စေပါတယ်ရှင်။၃ဟန်ဆောင်မနေပဲမိတ်ဆွေတယောက်လိုပြောပါလူအများရှေ့မှာပြောရတော့မယ်ဆိုရင်အတန်ကြီးអော်ပြီးတရားဟောသလိုသတင်းကြေညာသလိုဟန်ဆောင်လုပ်တတ်ကြပါတယ်။တကယ်ဆွဲဆောင်မှုရှိတဲ့စကားပြောနည်းကကိုယ့်ရဲ့အရင်းနှီးဆုံးတငယ်ချင်းကိုလက်ဖက်ရည်ဆိုင်မှာစကားပြောနေသလိုမျိုးလွတ်လွတ်လပ်လပ်နဲ့တဘာဝကြကြပြောဆိုခြင်းပါပဲကိုယ့်ရဲ့အားနည်းချက်လေးတွေကိုဖုံးကွယ်မထားပဲအမားလေးတွေကိုရိုးသားစွာချပြတာကနားထောင်သူကိုပိုပြီးရင်းနှီးသွားစေပါတယ်စကားပြောမှားသွားမှာကိုမကြောက်ပါနဲ့ရိုးသားမှုကသာလူတွေရဲ့နှလုံးသားကိုအစစ်မှန်ဆုံးသိမ့်ပိုက်နိုင်တာပါရှင်လေပြုံးလေးတွေဟာတာလေးတွေဆွတ်ပါအမြဲတမ်းတည်တင်းနေတာထက်စာရင်ကိုကြုံခဲ့ရတဲ့အလွဲလေးတွေရေစရာအဖြစ်ပြက်လေးတွေကိုကြားညက်ပြီးပြောလိုက်တာကစကားဝိုင်းကိုပိုပြီးအသက်ဝင်စေပါတယ်အလုတ်ခွင်မှာအထက်လူကြီးစူတာခံရလို့အားလုံးစိတ်ဖိစီးနေချိန်မှာငါလဲမနက်ကအဆူခံရလို့လန့်ပြီးကော်ဖီခွက်တောင်မှောက်ကျသွားသေးတယ်လို့ကိုယ့်ရဲ့အလွဲလေးကိုပြောပြလိုက်တာကတင်းမာနေတဲ့အခြေအနေကိုပြေလျော့သွားစေပြီးလှုပ်ဖော်ကင်ဘက်တွေကြားမှာနားလည်မှုနဲ့ရင်းနှီးမှုကိုပိုတိုးစေပါတယ်ရှင်။ငါလူရင်းကိုထိထိမိမိနဲ့တိုးတိုးရှင်းရှင်းပြောပါလူတွေရဲ့အာယုံဆိုင်နိုင်စွမ်းကအကန့်အသတ်ရှိပါတယ်။စကားကိုရေပတ်မဝင်အောင်အများကြီးပြောတတ်တာထက်ပြောချင်တဲ့အဓိကအချက်ကိုထိထိမိမိနဲ့တိုးတိုးရှင်းရှင်းပြောတတ်ဖို့ကပိုအရေးကြီးပါတယ်ရှင်။ဥပမာဈေးဝယ်ထွက်မဲ့ကလေးကိုအများကြီးရှိရှိဝေးဝေးမှာနေမဲ့အစားအဓိကဝယ်ရမှာ၃မျိုးပဲစီရဲ့ကြက်တုံရဲ့စားရဲ့ဝယ်ခဲ့ပါလို့တိတိကျကျခွဲပြီးပြောလိုက်ရင်တစ်ဖက်လူကပိုပြီးအလွယ်တကူမှတ်မိနိုင်ပါတယ်ရှင်အနှစ်ချုပ်နဲ့လက်တွေ့အသုံးချနည်းဒီစာအုပ်ရဲ့
အဓိကဆိုလိုရင်းကတော့ဆွဲဆောင်မှုရှိတဲ့စကားပြောဆိုမှုဆိုတာအင်္ဂလိပ်လိုတွေညှက်ပြောတာစကားလုံးအလှပတွေသုံးတာထက်ကိုယ့်ရဲ့ရိုးသားတဲ့ခံစားချက်တွေကိုယ်တွေ့ပုံမြင်လေးတွေကိုချင်းစာတရားတွေနဲ့တစ်ဖက်လူရဲ့ရင်ဘတ်ကိုဓာတ်ရိုက်ထိတွေ့နိုင်ဖို့ပဲဖြစ်ပါတယ်ရှင်ဒီချက်တွေကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချမလဲဆိုရင်မနှက်ဖြန်လုပ်ငန်းခွင်မှာဖြစ်ဖြစ်မိသားစုနဲ့ဖြစ်ဖြစ်စကားပြောတဲ့အခါအချက်လက်တွေကြီးတက်တက်မပြောဘဲကိုတွေ့ဇလန်းလေးတစ်ပုဒ်ကိုရင်းနှီးတဲ့မိတ်ဆွေတယောက်လိုတဘာဝကြကြနဲ့ပြုံးပြုံးရွှင်ရွှင်လေးဆန်းပြီးပြောကြည့်ပါရက်နှင်းငယ်အတွင်းမှာပဲမိတ်ဆွေစကားကိုလူတွေကပိုပြီးအလေးထားနားထောင်လာတာကိုအံ့ဩဖွယ်တွေ့မြင်ရပါလိမ့်မယ်ရှင်နောက်ဆုံးအနေနဲ့စကားလက်ဆောင်ပါချင်တာကတော့စကားလုံးတွေဟာအမှန်တကယ်ကိုယ့်ရဲ့ရင်ဘတ်ထဲကလာရင်တစ်ဖက်လူရဲ့ရင်ဘတ်စီကိုအမှန်တကယ်ရောက်သွားတတ်ပါတယ်ရှင်မိတ်ဆွေတို့လည်းနေ့စဉ်ရုန်းကန်နေရတဲ့ပင်ပန်းမှုတွေကြားကနေကိုယ့်ရဲ့စကားပြောစွမ်းရည်လေးကိုအသုံးပြုပြီးကိုချစ်တဲ့သူတွေကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုနှွေးထွေးတဲ့ခွန်အားတွေပေးဝေနိုင်တဲ့သူတွေဖြစ်လာကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့ရဲ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားခွင့်ပြုပါရှင်။